ခုတော်မှာနိုင်ငံတော်သတင်းတွေကတော့စီးစီးသာသာစိတ်ဝင်စားဖွယ်ဖြစ်လာအောင်အပြောင်းလဲတွေမရှိပေမဲ့မြန်မာနိုင်ငံမှာနှစ်ရှည်ထောင်ဒဏ်ကြခံနေရတဲ့ဒေါအောင်ဆန်းစုကြည်ကိုအကျဉ်းထောင်ကနေပြီးတော့နေအကျေကျုပ်ပြောင်းရွှေ့လိုက်တဲ့ဆိုတဲ့သတင်းဟာအတော်လေးလှုပ်ရှားရိုက်ခတ်နေပါတယ်ဒီသတင်းကိုဂျုံချီရဲ့လူတွေကြိုဆိုတဲ့လူတွေတော်တော်ရှိတယ်လို့တချို့ကလည်းပဲဒါဟာဒေါအောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိနေကြောင်းပြသတဲ့ခိုင်လုံတဲ့အထောက်အထားမဟုတ်သေးဘူးဆိုပြီးတော့စောရကတက်ကြပါတယ်နောက်ပြီးတော့ဒီမှာဖော်ပြထားတဲ့ပုံဟာလည်းပဲနိပညာနဲ့အမျိုးမျိုးပြုပြင်ထားတာဖြစ်တဲ့ဘာညာနဲ့သီးသီးဝေဖန်ကြတာလည်းတွေ့ရပါတယ်နိုင်ငံတကာတုံ့ပြန်ချက်ကိုချန်ပီယံပြောရမယ်ဆိုရင်တော့ကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကဒါအပြုသဘောဆောင်တဲ့ခြေလှမ်းလို့ဆုမြင်တယ်လို့ပြောမှာဖြစ်ပါတယ်လူ့ဘဝရဲ့အထူးကိုယ်စားလှယ်ဘော်ဂါတူကတော့သူကကျူစုပေမဲ့ဒေါအောင်ဆန်းစုကြည်ကိုလုံးဝအုံလှုပ်ပေးဖို့လိုတယ်လို့တောင်းဆိုပါတယ်တခါမကြခင်ဖိလစ်ပိုင်မှာထိပ်သီးစည်းဝေးကျင်းပဖို့ရှိတဲ့အာဆီယံကတော့သူတို့ရဲ့ဒီဖြစ်ရတဲ့တိုက်စနစ်လှုပ်ဆောင်လာတဲ့ဒီမြန်မာနိုင်ငံအာဏာပိုင်တွေရဲ့လူရက်ကိုဒါအပြုသဘောဆောင်တဲ့ဒါပြန်လဲသင့်မြတ်ရေးကိုလူလာကြောင်ပြသရဲဆိုပြီးတော့သူတို့မှတ်ယူကြတယ်လို့ဆိုကြပါတယ်အမေရိကန်ပြည်ထောင်စုနဲ့ဥရောပနိုင်ငံတွေကတော့ဒီကိစ္စကိုကြိုးစိုးပြီးမဲ့တကယ်တော့ဒေါအောင်ဆန်းစုကြည်ကိုဖမ်းဆီးထောင်ချခဲ့တာကို၌ကဥပဒေနဲ့မညွတ်တဲ့ကိစ္စအဲ့ဒီဥပဒေကို၌ကမိကုံထုတ်စရာဖြစ်တယ်လို့ပြောနေကြပါတယ်တရုတ်အိန္ဒိယတို့ကြိုးဆိုတာကတော့ထားလိုက်တော့ညာအဲ့ဒီညမှာကျွန်တော်စဉ်းစားမိတာကတော့ဒေါအောင်ဆန်းစုကြည်ကိုကျင်းတော်ကနေနေကျုပ်ပြောင်းရွှေ့ရဆိုတကယ်တမ်းလွတ်လပ်ခွင့်ပေးတဲ့ကိစ္စမဟုတ်ပါဘူးဒီလောက်သေမွာလေးလွတ်ဆောင်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီအာဏာပိုင်တွေရဲ့ကြီးညာချက်မှာဘယ်လိုရေးထားသလဲဆိုတော့ကဆုံလာပြည်ဗုဒ္ဓနေအထိတ်အမှတ်အဖြစ်၎င်းလူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအဖြစ်၎င်းနိုင်ငံရေးမေတ္တာစေတနာထားသောအဖြစ်၎င်းနိုင်ငံတော်ကမေတ္တာစေတနာထားသောအဖြစ်၎င်းနေပြည်တော်အကျဉ်းထောင်တွင်ပြည်တံကြခံလျက်ရှိဒေါအောင်ဆန်းစုကြည်အားဘလာဘလာပုမဘလောက်ရ၎င်းကြခံရန်ကြံစီသည့်ပြည်တံများကိုသမထသည်နေမှာဆက်လက်ကြခံဖို့ဆိုပြီးရေးထားဖြစ်ပါတယ်ဆိုတော့အဲ့ထောင်ကနေပြီးတော့နေရုပ်ပြောင်းတဲ့ကိစ္စ၄ခုတောင်သူတို့တစ်လျှောက်ထိဝိသေသတွေတက်ပြီးတော့ချီကျူးဂုံပြုပြီးတော့ယူထားရဲဆိုတော့တကယ်လို့များဒေါအောင်ဆန်းစုကြည်ကိုပြည်တံကလုံးဝကင်းလို့ခွေပေးပြီးတော့လှုပ်ပေးလိုက်ပြီးဆိုရင်သူတို့ဘယ်လိုများဂုံထူးဒီနာမဝိသေသနာတွေတက်ပြီးတော့ချီကျူးကြလိမ့်မလဲဆိုတော့ကျွန်တော်စဉ်းစားပြီးပြုံးပြီးလို့ပါသူတို့ဟာနိုင်ငံတော်အကြီးအကဲဆိုတဲ့ပုဂ္ဂိုလ်တွေဟာဖရာယဟန္တာတွေလိုစိတ်ဓာတ်များရရှိသွားပြီးဖြစ်တဲ့အတွက်ကြောင့်အကျိုးတရားရသွားပြီးဖြစ်တဲ့အတွက်ကြောင့်လုံးဝအောင်သူလှုပ်ပေးလိုက်ပြီးလို့များကြီးများဒီကြလိမ့်မလားဆိုတော့စဉ်းစားပြီးတော့ကျွန်တော်ပြုံးပြီးကြောင်းပါခင်ဗျာ